ကျွန်တော်ဆိုင်ကယ်လေးတစ်စီးနဲ့ရောင်းမယ်ဗျာ CPN စပိုင်း125မစီးဖြစ်လို့နော်ဝယ်ထားတာကကျွန်တော်တို့တစ်လကျော်လောက်ပဲရှိသေးတယ်ကျွန်တော်ဝယ်ရမှာပေါ့ကျွန်တော်အတော်ဝယ်ထားတာသူကမစီးဖြစ်လို့ဆိုပြီးတော့အပြောင်းခိုင်းတာဆိုင်ကယ်တော့ဒီမှာသူက remove တွေပါစမိုက်ကြီးတော့ပါတယ်ဗျအလုပ်လည်းအကုန်လုပ်တယ်နော် right turn right turn right ဒီမှာဗျာစီးကိုမစီးဖြစ်ဘူးကီလိုလည်းကြည့်လိုက်အဲ့လောက်ပဲရှိသေးတယ် two-speed anti-theft system ဝယ်ထားတာတစ်လတော့မရှိသေးဘူးလို့အမကျွန်တော်ရှိနေထားတယ်အပူမပြောအဲ့ဒီမကြည့်လိုင်းစင်လည်းပါတယ်နော်ကျွန်တော်ဝယ်ရင်းဈေးက45ရှိတယ်ကျွန်တော်42နဲ့ရတယ်ဆိုရင်ရပါတယ်တိတိဆက်ဆိုင်ဆိုရင်ကျွန်တော်အဆင်ပြေအောင်လုပ်ပေးမယ်နော်ဒါလေးတစ်စီးရောင်းဖို့ရှိရဲဆိုတော့ဒါပြတာအဆင်ပြေရဆိုကျွန်တော်ဖုန်းနံပါတ်ရှာပေးတယ်ဖုန်းနံပါတ်ဆက်လို့လည်းရတယ်ဗျာနော်ဒါကျွန်တော်ဆန်ရပေးလိုက်တဲ့ကျွန်တော်အုတ်ထိုးတီရောဒီမှာလက်ကင်စွတ်တွေဒါတွေပါအကုန်ထည့်ပေးတယ်မှာပါနော်